အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက်ပိုင်းမှာဒီ KNU ရဲ့ statement ကိုပထမဆုံးစထုတ်တာကျွန်တော်တို့မလုပ်ဘူးလို့ပြောတဲ့လူတွေကပြည်သူမဟုတ်ဘူးစစ်ကောင်စီရဲ့ lobby တွေကဒါထိုးနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မလုပ်ဘူးဆိုလားပြောလို့မထုတ်ပြန်တာပဲရှိတယ်ဒါပေမဲ့ကျွန်တော်တူတူသေးသေးလုပ်တယ်စစ်စီရေးမှာမြန်မာထိုင်းနယ်စပ်မြေရဲ့သုံးမှုတစ်ပုံကို KNU ကထိချုပ်လိုက်ပါတယ်ညဝတီနဲ့မိုင်30အကွာမှာရှိတဲ့ဥက္ကေထစခန်းဟာ DKB နယ်မြေနဲ့ဆက်ဆက်နေပါတယ်အခု KNU လက်ထဲကြာရောက်သွားတာကြောင့် DKB ရဲ့နယ်မြေဟာကျဉ်းသွားပါတယ်KNU အတွက်တော့လက်နက်ရိတ်ခါကုန်စည်သွင်းရေးအတွက်လမ်းကြောင်းတွေပွင့်သွားတဲ့သဘောပါပဲKNU ရဲ့စစ်ရေးဆွေးနွေးပုံတွေဟာနယ်စပ်ထိချုပ်နိုင်ရေးကိုဦးတည်နေပုံရပါတယ်ဒါဟာနယ်မြေတိဆောက်ရေးအရေးအမြင့်စုစည်းရေးနဲ့နယ်စပ်ကုန်သွယ်ရေးတွေအတွက်အဓိကကျပါတယ်မြန်မာထိုင်းနယ်စပ်မှာအရေးပါတဲ့စစ်စခန်းတွေကျန်ရှိနေပါသေးတယ်ဒီစစ်စခန်းတွေကို KNU နဲ့ပူးပေါင်းတပ်တွေကဆက်သိမ်းနိုင်မလားအိမ်နီးချင်းထိုင်းနိုင်ငံကရောဘယ်လိုတုံ့ပြန်လာနိုင်လဲဒါတွေကိုဆက်လက်စောင့်ကြည့်ရပါမယ် KNU ကသမရာကြီးရဲ့ဖိတ်ခေါ်မှုကိုလက်မခံဘူးလို့ပြောတယ်စောတော်နေတော့ပုံကျဲမယ်အဲ့တော့ချွေစစ်နဲ့ချိန်မုံတဲ့နှစ်ခုကိုကျွန်တော်များများလုံနိုင်ရင်မြို့တွေကကျွန်တော်အကုန်လုံးထိန်းလို့ရအဲ့ဒီပုံစံနဲ့ကျွန်တော်လုပ်တာအကြောင်းမျိုးကြောင့်မြန်မာပြည်အထက်ပိုင်းစကိုင်းမန္တလေးချင်းနဲ့ရှမ်းမြောက်စားတဲ့ဒေသတွေမှာတော်လိုင်းအင်အားစုတွေဘက်ကနေမြေတချို့ကိုပြန်လည်လက်လွတ်နေရခြင်းတောင်ပိုင်းတိုင်းစစ်ဒေသမှာတော့ KNU နဲ့မြန်မာစစ်တပ်တို့အကြားသူတပြန်ကိုတပြန်အပြန်အလှန်ထိုးစစ်တွေနဲ့စခတ်လင်းတိုက်ပွဲတွေကိုအပြင်းထန်ဆင်နွှဲနေကြပါတယ်KNU ရဲ့ဥဆောင်မှုနဲ့အတူတကြောပြန်ထိုးစစ်တွေကို2026ခုနှစ်နွေရာသီနှစ်ဦးပိုင်းကာလတွေမှာတမဟာပေါင်းစုံကနေတပြိုင်နက်ဆင်နွှဲလာတာကိုတွေ့ရသလိုမြန်မာစစ်တပ်ဘက်ကလည်းမဟာဗျူဟာမြောက်အဓိကနေဆက်ကုံသွေးလမ်းကြောတွေကိုဥတီကအကျိတ်အနဲ့စစ်ကြောင်းထုနေတာတွေ့ရပါတယ်KNU PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ယခုတကြောပြန်ထိုးစစ်ဟာမြန်မာစစ်တပ်အပေါ်မှာဘလောက်အတိုင်းထားထိဖိအားပေးနိုင်မလဲတော်လိုင်းရေးအတွက်သိတာတဲ့အပြောင်းလဲတွေရောဖြစ်လာမှာလားမြန်မာစစ်တပ်ရဲ့ထိုင်းမြန်မာနယ်စပ် area ပြန်လည်စုံမှုရေးရည်မှန်းချက်ကောဘလောက်အတိုင်းထားထိခရီးရောက်နေပြီတဲ့နောက်ဖက်သောတပ်ဖွဲ့တွေရဲ့မဟာဗျူဟာမြောက်နယ်မြေထင်းချုပ်မှုတွေနဲ့ဤဗျူဟာအသုံးချမှုတွေကိုအချက်အလက်တွေပေါ်မူတည်ပြီးလက်ပြကြကြသုံးသပ်ကြည့်ပါမယ်BBC ရဲ့သတင်းဆောင်မတစ်ခုအရနှစ်ဖက်စလုံးမှာမတူညီတဲ့စစ်ရေးလှုပ်ရှားမှုတွေနဲ့ဗျူဟာတွေရှိနေပြီးစစ်တပ်ဘက်ကတော့နိုင်ငံရေးစစ်ရေးနဲ့စီးပွားရေးတို့ကိုဟန်ကျင်းညီညီချိတ်ဆက်ထားတဲ့အစင်းမြင့်စစ်ဗျူဟာနဲ့လှုပ်ရှားနေတာဖြစ်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့စစ်စခန်းတွေကိုဝိုင်းပတ်ပိတ်ဆို့ကတမြန်တိုက်ခိုက်တဲ့ပုံစံနဲ့စစ်ရေးဖော်ဆောင်နေတာဖြစ်တယ်လို့မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံမှုဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့တာဝန်ခံ CDM ဘူကြီးနောင်ယူကသုံးသပ်ထားပါတယ် KNU နဲ့မြန်မာစစ်တပ်ဘယ်ဘက်ကအရေးတာနေတယ်လဲဆိုတာကောက်ချက်ချဖို့ဤပြင်တိုက်ပွဲတွေကိုတစ်ချက်လေ့လာကြည့်အောင်DVB ရဲ့ဖော်ပြချက်အရဒီဗျူဟာကုန်းဟာစီရေးရအလွန်အရေးပါပြီး KNU နဲ့ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကမတ်လ29ရက်နေ့ကစလို့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ Kenya United Media မှာတော့ယခုကရှေ့တန်းကာကင်းစခန်းတွေကိုအပိသက်သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်းနဲ့ပေမဗျူဟာကုန်းကြီးအနီးထိကိုခူးပေါက်ရောက်ရှိနေပြီဖြစ်ကြောင်းဖော်ပြထားပါတယ်ပေမဗျူဟာကုန်းကြီးအားမထိုးဖောက်ခင် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကဗျူဟာကုန်းအနီးဝန်းကျင်မှာလုံခြုံရေးယူပေးထားတဲ့ရှေ့ကန်းကာကင်းစခန်းတွေကိုတဆင်ပြီးတဆင့်တက်ခိုက်သိမ်းပိုက်ခဲ့ရပါတယ်စစ်ကောင်စီအတွက်နေဆက်လုံခြုံရေးနဲ့စစ်ရေးရအသက်သွေးကြောတပ်ဖွဲ့အရေးပါတဲ့နေရာတစ်ခုဖြစ်တဲ့အလျောက်တာမန်စစ်စခန်းတွေလိုမဟုတ်ပဲအခိုင်အမာတိဆောက်ထားတာလည်းဖြစ်ပါတယ်စခန်းရဲ့အတွင်းပိုင်းမှာကွန်ကရစ်မြေအောက်ပန်ကားကြီးများအပြင်စခန်းရဲ့အပြင်ဘက်မှာခန့်စစ်ကုန်းများလက်နက်ကြီးပစ်ကွင်းများမိုင်းခွင်းများကိုလည်းအထက်ထပ်တိဆောက်ထားကခန့်စစ်အတွက်ဂျိုတင်ကင်ဆင်ထားတဲ့စီရေးဗဟိုချက်တစ်ခုလည်းဖြစ်ပါတယ်တကယ်တော့ဒီစခန်းဟာပြီးခဲ့တဲ့2025ခုနှစ်နှစ်လယ်ပိုင်းကတည်းက KNL တပ်ပေါင်းစုတွေရဲ့ဝိုင်းဝန်းပိတ်ဆို့မှုကိုခံထားရတာပါဝေါ်လီဗျူဟာကုန်းအနီးပတ်ဝန်းကျင်ကဥက္ကဋ္ဌတာစခန်းသီဘောဘူစခန်းအစရှိတဲ့စစ်ကောင်စီတပ်စခန်းတွေကိုဥစွာသိမ်းယူခဲ့ပြီးနောက်မြေပြင်ထွက်ပေါက်မရှိတော့ပဲထီထီကြီးသာကျန်တော့တဲ့အချိန်ရောက်ခါမှာ KNU ဘက်ကအလုံးဝရင်းနဲ့ဝင်ရောက်တိုက်ခိုက်သိမ်းယူနေတာပါမြေပြင်စစ်ကူလုံးဝဖျက်ထောက်ခံထားပြီးမြန်မာစစ်တပ်ဘက်ကလည်းဗျူဟာကုန်းမကြဆုံးရေးအတွက်120မမလက်နက်ကြီးများကာမီကာဇီဒရုန်းများပြင်လေကြောင်းပစ်ကူများစွာနဲ့တောက်ခံနေစေလို့သိရပါတယ်ကျန်းတက်လင်းများဝိုင်းတွဲလင်းများရဟတ်ရင်များနဲ့နေ့စဉ်ရက်ဆက်ဘုံကျဲတိုက်ခိုက်ခြင်းများလက်နက်ရိတ်ခဖြစ်တင်းကြီးများဇက်တိုက်ပြုလုပ်နေတယ်လို့လည်းသိရပါတယ်မြန်မာစစ်တပ်ဘက်ကဒီဗျူဟာကုန်းကိုသာအလုံးစုံလက်ထွက်လိုက်ရရင်ကင်းကင်းပြည်နယ်တောင်ပိုင်းတပ်မဟာ6ခရိုင်ကစီရေးရန်နေရနဲ့ထောက်ပို့လမ်းကြောင်းများအားနည်းသွားက KNU ဘက်ကနေမြေစုမှုများတည်တည်တလာရရှိသွားနိုင်ပါတယ်
လက်ရှိအချိန်မှာတော့ KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုအန်တုကပေမဗျူဟာကုန်းကြီးအထိထိုးပေါက်နိုင်ဖို့လူတကူစာခံကရုံမြောင်များကိုပြစ်မှတ်များသူဦးတီကတူးဖော်လျက်ရှစ်ဆက်တိုးလာတယ်လို့လည်းသိရပါတယ်ဒုတိယမြောက်အကျိတ်အနဲ့စိတ်နှွှဲနေကြတဲ့တိုက်ပွဲကြီးတစ်ခုကတော့ KNU တပ်မဟာ1နယ်မြေကဝင်းတာပန်စခန်းသိမ်းတိုက်ပွဲပါမြစည်းမသတင်းဌာနရဲ့ဖော်ပြချက်အရနှစ်ဖက်သောတပ်ဖွဲ့တွေကဧပြီလ14ရက်နေ့ကစလို့အပြင်းထန်ကိုတိုက်ခိုက်နေကြတာဖြစ်ပြီးဒေသခံပြည်သူ1300ကျော်ဟာလည်းစစ်ပြီးရှောင်နေကြရပါတယ်ဒေသရင်းကရင် United Media ရဲ့ဖော်ပြချက်အရဘီလင်းမြို့နယ်ရဲ့ဒီစခန်းဟာအင်အား100ကျော်ခန့်တပ်ဆွဲထားပြီး KNU ABSDF နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်က၄ဘက်၄တန်ပိစုကတိုက်ခိုက်နေတာဖြစ်ပါတယ်ထောက်ပို့လမ်းကြောင်းများအလုံးကိုဖျက်တောက်ထားတာကြောင့်မြန်မာစစ်တပ်ဘက်ကလည်းလေကြောင်းကနေလက်နက်ခဲယမ်းရိခါများထောက်ပို့နေပြီမဲ့စခန်းရဲ့ဖွဲ့စည်းပုံကချင်းမြောင်းရှိရတာကြောင့် KNU နဲ့ PDF များထံကိုသာလက်နက်ရိခါများရောက်ရှိနေတယ်လို့လည်းသိရပါတယ်ဒီစခန်းကိုအသက်ကယ်နိုင်မှုရမြန်မာစစ်တပ်ဘက်ကတထုံအခြေစိုက်အမှတ်1ချင်းမြန်တန်ရင်မှုဒုဗမှုကြီးကျော်သူဦးဆောင်ကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးထိုးပေါက်လာပြီမဲ့တော်လှန်ရေးအင်အားစုတွေရဲ့ကြားဖြတ်တိုက်ခိုက်မှုကိုခံနေရတာကြောင့်ဝင်းတာပန်နဲ့ပိနေတော်ကြားမှာပိမိနေတယ်လို့သိရပါတယ်မြန်မာစစ်တပ်ဘက်ကတော့လေကြောင်းပစ်ကူများပေးလျက်ရှိပြီး People Spring ရဲ့ဖော်ပြချက်အရအနီးအနားကရွာတွေကိုဧပြီလ22ရက်နေ့တရက်ထဲမှာကိုပဲဘိုင်းတွဲလင်ရင်နဲ့ဘုံဒီ35လုံးကျဲချခဲ့တယ်လို့သိရပါတယ်။တကယ်တော့ KNU ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေဟာဝင်းတာပန်ကိုမတိုက်ခင်4ရက်အလိုဧပြီလ10ရက်နေ့မှာပဲ၎င်းနဲ့မလန်မကန်းမှာတည်ရှိနေတဲ့ 4K စခန်းကိုအလုံးဝရင်းနဲ့ဝင်တိုက်ခဲ့တာဖြစ်ပြီး2ရက်အကြာဧပြီလ12ရက်နေ့မှာသိမ်းယူနိုင်ခဲ့ပါတယ်။ People Spring ရဲ့ဖော်ပြချက်အရမြန်မာစစ်တပ်ဘက်ကဒုတရင်မှုအောင်တော်နဲ့အခြားအဆင့်တဦးကိုပါစစ်သုံးမအနေနဲ့ဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။4K စခန်းသိမ်းတိုက်ပွဲဟာအရန်မကြီးပြီမဲ့လက်နက်ခဲယမ်းတချို့ကိုတော့တော်လှန်ရေးအင်အားစုတွေဘက်ကသိမ်းဆီးရရှိထားပါတယ်။နောက်ထပ်တိုက်ပွဲအကြီးကျယ်ဖြစ်ပွားခဲ့တဲ့နေရာကတော့တပ်မဟာ3နဲ့တပ်မဟာ5ကြားကကပေါ်ဒူးတပ်စခန်းမှာဖာပုံမြို့နယ်ရဲ့ဒီစခန်းဟာလည်းမြန်မာစစ်တပ်အတွက်ဒေတာရင်းမဟာဗျူဟာမြောက်အမားကန်ခက်စစ်စခန်းတစ်ခုဖြစ်ပြီးနှစ်ပေါင်း30တိုင်ခိုင်မြဲစွာတပ်ဆွဲလာခဲ့တာပါ။ Eyavari Times ကသတင်းဖော်ပြချက်အရ KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေဟာဧပြီလကတည်းကစတင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီးဧပြီ25မှာသိမ်းယူနိုင်ခဲ့ရာမြန်မာစစ်တပ်ဘက်ကလည်းနေရောညပါလေကြောင်းတိုက်ခိုက်မှုတွေအတော်ကလေးကိုပြင်းပြင်းထန်ထန်လုပ်ခဲ့ကြောင်းတပ်မဟာ9ပြောခွင့်ရဗိုလ်မှူးကြီးစောကလေတို့ရဲ့ပြောပြချက်အရသိရပါတယ်။သတင်းဌာနများရဲ့ဖော်ပြချက်အရလက်နက်ခဲယမ်းမြောက်များစွာကိုရရှိထားပေမဲ့နှစ်ဖက်ထိခိုက်ကြဆုံးမှုကိုတော့သိချမသိရသေးပါဘူး။ဖာပုံမြို့နယ်မြောက်ပိုင်းကအရေးပါတဲ့ကော့သွေးကျိုးနဲ့ထနေကျိုးတပ်စခန်းတွေကိုလည်းယခုမတ်လထဲမှာဘူးပဲထပ်မံသိမ်းပိုက်ထားကစီရင်အခြေအနေများကဆက်လက်တင်းမာလျက်ရှိပါတယ်။ BBC ရဲ့သတင်းဆောင်မတစ်ခုမှာတော့ဒီစီရွေးကိန်းဟာကရင်နီကရားတီနယ်နဲ့လည်းဆက်ဆက်နေပြီးထိုင်းနိုင်ငံဘက်ကကူလူသွားလာနိုင်တဲ့ဖာပုံမြို့ပေါ်မှာတော့စစ်တပ်ကဗျူဟာကုန်းနဲ့ဗျူဟာကုန်းတောင်ဘက်ကခလာရ343ခမရ341သာကျန်တော့တယ်လို့ရေးသားဖော်ပြထားပါတယ်။ KNU ဗဟိုရဲ့ထုတ်ပြန်ချက်အရ KNU တပ်မဟာ4နယ်မြေမှာလည်းပြင်းထန်တဲ့တိုက်ပွဲတွေဟာဖြစ်ပွားခဲ့ပါတယ်။ထို့ထဲကမှအပြင်းထန်ဆုံးတိုက်ပွဲတစ်ခုကတော့ဗုတ်ပြင်းနဲ့ပီကြီးမန်တိုင်ကြားကဗိုလ်တပ်စခန်းမှာ၎င်းဟာဒီတောင်စုလမ်းမပေါ်မှာတည်ရှိပြီးအချက်ချကြတဲ့နေရာမှုမြန်မာစစ်တပ်ဘက်ကကြက်ညံ့ခံခုခံခဲ့ပါတယ်။ဒီလမ်းကျောဟာတနင်္လာရီတိုင်းအတွင်းစစ်ကော်မရှင်တပ်ရဲ့ကုန်းချောင်းထောက်ပို့လမ်းကြောင်းနဲ့နေမီစုမမှုကအရေးပါတဲ့တပ်စခန်းတစ်ခုပါ။ဧပြီလ20ရက်နေ့မှာ KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်ကစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး PDF တွေဘက်ကလည်း drone ဖုန်းများအဆက်မပြတ်ကျဲချတိုက်ခိုက်ထားကြောင်းမခံနိုင်တော့တဲ့အစုံစစ်ကော်မရှင်တပ်ဘက်ကစခန်းကိုစွတ်ခွာထွက်ပြေးသွားတယ်လို့သိရပါတယ်။ Kenyan United Media ရဲ့ဖော်ပြချက်အရတကယ်တော့ဧပြီလ9ရက်နေ့ကတပ်မဟာ4နယ်မြေတွင်မှာချီလင်းတရင်ခလာရ283နဲ့အညောက်တက်အမတ339နဲ့ပလော့ပြည်သူစစ်စခန်းတွေကို KNU ဘက်ကတပြိုင်တည်းထိုးဖောက်တိုက်ခတ်ခဲ့ပြီးမိနစ်30အတွင်းမှာကိုပဲပြည်သူစစ်စခန်းကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။စစ်ကော်မရှင်တပ်ဘက်ကလည်းချက်ချင်းဆိုသလိုစစ်ကူတွေရောက်လာပြီးမြကြားဖြတ်တိုက်ခိုက်ခံရတာကြောင့်အယောက်20လောက်ကျသွားတယ်လို့သိရပါတယ်။ခလာရ283နဲ့အမတ309ကိုတော့အောင်မြင်စွာထူးဖော်နိုင်ခဲ့ခြင်းမရှိပါဘူး။တပ်မဟာ4အတွင်း၎င်းတိုက်ပွဲများဖြစ်ပွားရာဧပြီလ9ရက်နေ့မှာပဲတပ်မဟာ3နယ်မြေစစ်တောင်းမြေဝန်းဒေသရွှေကျင်ခရိုင်မှာလည်း KNU ဟာတပိုင်းနဲ့တိုက်ပွဲဖော်ဆောင်ခဲ့ရာလက်ရစခန်း point 128ကိုအောင်မြင်စွာသိမ်းယူနိုင်ခဲ့ပါတယ်။ကိုနက်ဘာမာရဲ့ဖော်ပြချက်အရရန်ကုန်နဲ့ပဲခူးတိုင်းရဲ့ခြေဆိုင် PDF တိုင်ရင်းများပကဖာများနဲ့ NUG အထူးတိုင်ရင်းများ drone တပ်ဖွဲ့များအပြင် KNU တပ်မဟာခွန်မတပ်ဖွဲ့များကလည်းပူးပေါင်းတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။
လက်နက်ခဲယမ်းများနဲ့မိဇက်ဂျမ်ပါများကိုလည်းသိမ်းဆည်းရရှိခဲ့တဲ့တို့သတင်းဌာနအသီးသီးမှာဖော်ပြပါရှိပါတယ်။တပ်မဟာ9နယ်မြေအတွင်းက .96 နှစ်ဗျူဟာကုန်းရဲ့ကာကင်းစခန်းတစ်ခုဖြစ်တဲ့ကျေပြောင်ကုန်းတပ်စခန်းကိုဧပြီလ23ရက်နေ့မှာ KNU ဘက်ကအပိသက်သိမ်းယူနိုင်ခဲ့ပြီးလက်နက်ကြီးငယ်အလက်20ခန့်နဲ့ခဲယမ်းကျည်ဆံများထောင်နဲ့ချီရရှိထားတယ်လို့ KIC သတင်းဌာနမှာဖော်ပြထားပါတယ်။ BBC ရဲ့သတင်းဖော်ပြချက်မှာတော့တဝဲခရိုင်သေးချောင်းမြို့နယ်အမှတ်8ပြည်တော်စုလမ်းမကြီးပေါ်ကဝင်းဝချီကိုစခန်းကို KNU နဲ့ပူးပေါင်းတပ်ဖွဲ့တွေဘက်က February နဲ့ March လတွေထဲမှာသိမ်းယူနိုင်ခဲ့ပေမဲ့အခု April လထဲမှာတော့ပြန်လည်လက်လွတ်လိုက်ရပြီဖြစ်ကစစ်ကော်မရှင်တပ်ဘက်ကပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။အခုအချိန်မှာတော့ KNU ဘက်ကလည်းတဖန်ပြန်လည်ထိုးစစ်ဆင်နေပြီးနှစ်ဖက်တိုက်ပွဲတွေဟာပြင်းထန်နေသေးပါ။စခန်းတည်ရှိတဲ့အမှတ်8ပြည်တော်စုလမ်းမကြီးဟာပဲခူးတိုင်းဖျားကြီးမြို့နယ်ကနေတလင်းလာရီတိုင်းမြင်းမြုပ်ကိုဆက်သွယ်ထားဖြစ်ပြီးကွန်တိုရီအတွက်အရေးပါတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်2026ခုနှစ်နှစ်စပိုင်းကစလို့တလင်းလာရီတိုင်းမှာ KNU PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့မြန်မာစစ်တပ်အကြားအမတ်ရှိပြည်ထောင်စုလမ်းမကြီးကိုစုမှုရေးအပြိုင်လာကြတာတွေ့ရပါတယ်မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေးလာရေးအဖွဲ့စစ်ဘက်ရေးရတောင်ကန် CDM ဘူမှုနောင်ယူကတော့စစ်တပ်ဟာအမှတ်ရှိပြည်ထောင်စုလမ်းမကြီးကိုမိုးရပြီးမရောက်ခင်ထိန်းချုပ်နိုင်မှာကမိုးကုံဆောင်ကူကာလာမှာကုန်းသွေးရေးစခန်းများရှိတဲ့နေရာများကိုရဖို့လှုပ်ဆောင်လာနိုင်တယ်လို့သုံးသပ်ထားပါတယ်တမဟာ6နဲ့တမဟာခုံကိုပြတ်သွားတယ်အာရှလက်မကြီးဟာလည်းမြောက်ဝတီထိုင်းနေဇက်ကိုသွေးရေးအတွက်အမတ်တန်အရေးပါပြီးတော်လိုင်းအင်အားစုတွေဘက်ကကျုံတုကုတ်ခရစ်လမ်းမိုင်းကိုထိန်းချုပ်နိုင်ခဲ့ပေမဲ့2025ထဲမှာတော့မြန်မာစစ်တပ်ဘက်ကအလုံးအင်းနဲ့ပြန်လဲထိုးစစ်ဆင်ကသိမ်းနိုင်ခဲ့ပါတယ်မြန်မာနောင်သတင်းဌာနရဲ့ဖော်ပြချက်အရ KNU နဲ့မြန်မာစစ်တပ်အကြားမှာတိုက်ပွဲကြီး9ကြိမ်ထိတိတိုက်ပွဲပေါင်း85ကြိမ်ဆင်နွှဲကနှစ်ဖက်ထိခိုက်ကြဆုံးမှုများစွာရှိခဲ့ကြောင်းလည်းသိရပါတယ်။ KIC သတင်းဌာနရဲ့ဖော်ပြချက်အရခွဲထွက် TKB ဘူဘီအဖွဲ့ကလည်းစစ်ကော်မရှင်တပ်ဘက်ကနေဝင်ရောက်တိုက်ခိုက်ပေးခဲ့တယ်လို့သိရပါတယ်။အခက်ပါတိုက်ပွဲတွေကိုခြုံငုံသုံးသပ်ကြည့်ရင် KNU ဟာမြို့သိမ်းစစ်စင်ရေးတွေထက်ထိုင်းမြန်မာနယ်စပ် area နဲ့အဓိကကွန်တိုရေးလမ်းမိုင်းများကိုဥတီထူဖောက်နေတဲ့မဟာဗျူဟာကိုမြင်တွေ့ရမှာဖြစ်ပြီးမြန်မာစစ်တပ်ရဲ့စစ်စခန်းတွေကိုအချိန်ယူပိတ်ဆို့ဖျက်တောက်ခါထရီစစ်ဆင်နေတာကိုတွေ့ရပါတယ်။ရန်သူမြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုနှစ်ပေါင်း80ကျော်ခံလာရတာကြောင့်ရွေလျားစစ်ကိုအခြေပြုကတိုက်စစ်ခန့်စင်များကိုအခြေအနေလိုက်စုံချီတက်ချီကစားနေတာကိုတွေ့ရပါတယ်။ရန်သူအင်အားကြီးထွားနေချိန်မှာထရီစစ်ကိုအသုံးပြုကစစ်ပန်းစီပြီးရန်သူရဲ့ခြေလမ်းအမှားများကိုစောင့်ကခြေမိုးစင်များကိုလည်းရုတ်တရက်ဆင်နွှဲတဲ့ဗျူဟာမျိုးပါဒီလိုဗျူဟာမျိုးဟာစီရေးနားမလဲတဲ့တာမန်ပြည်သူတွေဖို့အားရခြင်းစရာမကောင်းမိမဲ့ကာလရှည်ကြာတိုက်ပွဲဆင်နွှဲရမှာတစ်ဖက်ရန်သူကိုစစ်ပန်းစီပြီးအင်အားချိငယ်စေတဲ့ဗျူဟာတစ်ခုပါဒီဗျူဟာနဲ့တရုတ်ဟာဂျပန်ကို၎င်းဗီယက်နမ်တို့ဟာအမေရိကန်ကို၎င်းဆိုဗီယက်တို့ဟာဂျာမနီကို၎င်းကောင်းစွာအနိုင်ယူခဲ့တယ်လို့လက်ရှိယူကရိန်းရုရှားစစ်ပွဲမှာလည်းယူကရိန်းဘက်ကကျင်းသုံးနေတဲ့ဗျူဟာတစ်မျိုးလည်းဖြစ်ပါတယ်တစ်ဖက်မြန်မာစစ်တပ်ဘက်ကလည်းကရင်ပြည်နယ်နဲ့တလင်လာရီတိုင်းတွေကအဓိကကွန်တိုရေးလမ်းမိုင်းများကို KNU နဲ့အပြိုင်စုမိုးထိန်းချုပ်ဖို့မဟာဗျူဟာကြကြစူးစမ်းလာတာတွေ့ရပါတယ်။တလင်လာရီတိုင်း KNU ရဲ့တမဟာလေးနိတ်တဝဲခရိုင်နယ်မြေထဲမှာအမှတ်8ပြည်ထောင်စုလမ်းမကြီးတဝဲရင်နဲ့စစ်ကတ်နဲ့ကော်တုံးရနောက်နယ်စပ်တို့ဟာနယ်စပ်ကွန်သွေးရေးနဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေအတွက်အခရာကျတဲ့နေရာတွေဖြစ်ပါတယ်။အမှတ်8ပြည်ထောင်စုလမ်းမကြီးတလျှောက်ရေးဖြူတဝဲတရဲချောင်းပေးထက်ပလောက်ပလုံးနဲ့ညိစတဲ့မြို့ကြီးတွေကိုတော့မြန်မာစစ်တပ်ဟာထိန်းချုပ်ထားနိုင်သေးဖြစ်ပေမဲ့ကြံမြို့ပြင်ဧရိယာတွေကိုတော့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကထိန်းချုပ်ထားပါတယ်။ပြီးခဲ့တဲ့နေ့နိုဝင်ဘာလထဲမှာ KNU နဲ့ဘူပေါင်းတပ်ဖွဲ့တွေဘက်ကသိမ်းပိုက်ရရှိခဲ့တဲ့မောတောင်စခန်းကိုလည်းမြန်မာစစ်တပ်ဘက်ကပြန်လည်တိုက်ယူနေခဲ့ရာဒီနှစ်ထဲမှာတော့လေးချောင်းကြီးချောင်းအလုံးအရင်းနဲ့စစ်ချီနေတယ်လို့သိရပါတယ်။တောင်ပိုင်းတိုင်းတကြောကမြန်မာစစ်တပ်ရဲ့လှုပ်ရှားမှုတွေကိုခြုံငုံကြည့်ရင်တစ်ဖက်ကကွန်သွေးလမ်းကြောင်းတွေကိုအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးနေတယ်လို့ရှီရင်စက်ခန်းစစခန်းတွေကိုလည်းလက်မလို့ရအောင်အင်အားဖြစ်တင်းနေတာတွေ့ရပြီးစခန်းချင်းချိတ်ဆက်ရထောက်ဖို့လမ်းကြောင်းများကိုလည်းဂရုတစိုက်ပြင်ဆင်လာတာတွေ့ရပါတယ်။ဒီအတွက်လိုအပ်တဲ့စစ်သည်အင်အားများကိုဖြည့်တင်းမှုရာစစ်မှုထမ်းတပ်သားတွေများကိုစုဆောင်းလျက်ရှိပြီး MDSI ရဲ့ဖော်ပြချက်အရစစ်မှုထမ်းအပတ်စဉ်23ထီကိုရောက်ရှိလာခဲ့ပြီဖြစ်ပြီးအင်အားတသိန်းခန့်ထိစုဆောင်းရရှိခဲ့တယ်လို့လည်းသိရပါတယ်။သူဒေသနာစစ်တမ်းတွေအရအပတ်စဉ်တစ်ခုမှာအင်အား9000ကျော်ရှိပြီးအပတ်စဉ်1မှာအိန္ဒိယနိုင်သူစစ်မှုထမ်းဦးရေအယောက်2000ကျော်သာရှိပြီးလူငယ်3000ကျော်ဟာကြာဆုံးသွားတယ်လို့လည်းသိရပါတယ်။မြန်မာစစ်တပ်ဘက်ကလည်းအကြအဆုံများနေတယ်လို့ KNU စုမှုရဒေသ
သတွေမှာလည်းဒေသခံပြည်သူတွေဟာလေကြောင်းတိုက်ခိုက်မှုများကြောင့်ထိခိုက်ဒေဆုံးနေရကစစ်ဘေးရှောင်နေကြရပါတယ်မြန်မာငင်းညမ်းမှုစောင့်ကြည့်အဖွဲ့ BNI မြန်မာရဲ့စစ်တမ်းတွေအရ2026ခုနှစ်ဧပြီလတလထဲမှာကိုပင်မြန်မာနိုင်ငံအဝှမ်းလေကြောင်းတိုက်ခိုက်မှုပေါင်း59ခုတည်ရှိခဲ့ပြီးစကိုင်းတိုင်းနဲ့ကရင်ပြည်နယ်ဟာထိပ်ဆုံးမှာရှိနေပါတယ်ဒီအပြင်ဧပြီလတလအတွင်းမှာကိုပဲနေရက်စွန့်ခွာစစ်ဘေးရှောင်နေရတဲ့လူဦးရေပေါင်း3000တိရှိလာနေပါတယ် KNU ဘက်ကလည်းမြန်မာစစ်တပ်ရဲ့စေးရုံစာသင်ကျောင်းနဲ့အရသာတီသူတွေအပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုများကိုကဘာတိကြီးညာချက်ထုတ်ထားတာတွေ့ရပါတယ်နှစ်ဖက်စလုံးကတော့အကျိတ်နဲ့တိုက်ခိုက်နေကြပြီးဒီတိုက်ပွဲတွေမှာ BGF အသွင်ပြောင်း KNA တပ်တွေဟာလည်းအတိုင်းအတာတစ်ခုထိအရေးပါနေပါတယ်မြန်မာမူဝါဒနဲ့မဟာဗျူဟာလေ့လာရေး Institute ISB မြန်မာရဲ့သူတည်တနာစစ်တမ်းနေအရခိုင်းမြန်မာနယ်စပ်ကုန်းသွေးရဲ့အချိုက်ချာနေရအတော်များများမှာ KNA တပ်တွေဟာတက်ပြန့်ထိန်းချုပ်ထားနိုင်တာကိုတွေ့ရပါတယ်။အထက်မှာတင်ပြခဲ့တဲ့အချက်အလက်တွေကိုခြုံငုံသုံးသပ်ရရင်မြန်မာစစ်တပ်ဘက်ကစီးရင်မျက်နှာစာမှာတာလွန်စစ်ရင်အားလက်နက်ခဲယမ်းရင်းမြစ်များကိုအလုံးအရင်းနဲ့အသုံးချလျက် PRP တိုက်ခိုက်လာတာတွေ့ရပြီးနိုင်ငံရေးနဲ့စီးရင်မျက်နှာစာမှာဟန်ချက်ညီလှုပ်ရှားလာတာတွေ့ရပါတယ်။ KNU နဲ့ပူပေါင်းတပ်ဖွဲ့တွေဘက်ကလည်းချေမုံရင်းနဲ့ချွေစစ်မဟာဗျူဟာကိုထိထိရောက်ရောက်အသုံးပြုခါမြန်မာစစ်တပ်ကိုတံမြန်တိုက်စစ်ဆင်နေတယ်လို့နိုင်ငံရေးမျက်နှာစာမှာလည်းကော်တူးလီ braining ကိုအတည်ပြုပြီးကော်တူးလီအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းကမြေပြင်အုပ်ချုပ်ရေးရင်းနှီးအများပုံမှုခိုင်မာအောင်တိစောက်လာတာတွေ့ရပါတယ် KIA CNF KNPB NUG တို့နဲ့ပူပေါင်းက Federal Democracy ပေါ်ပေါရေးဦးဆောင်ကော်မတီကိုဖွဲ့စည်းထားနိုင်ခဲ့ပြီးအထူးသဖြင့် KIA နဲ့ဟန်ချက်ညီတိုက်ပွဲတွေဖော်ဆောင်လာနိုင်မှုချီလန်းသစ်တွေစတင်နိုင်ခဲ့ပြီဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့တောင်ပိုင်းတိုင်းက KNU ဦးဆောင်တဲ့တကြောမြန်ထုစစ်ဒီပေါ်အမြင်ကွဲပြားမှုတစုံတရာများရှိခဲ့ရင်လွတ်လပ်စွာဆွေးနွေးငင်းခုန်နိုင်ပါတယ်ဝေဖန်အကြံပြုချင်တာတစ်ခုခုရှိရင်တော့ comment ကိုသာအရောက်လှမ်းခဲ့လိုက်ပါအဆုံးဒီနောက်ဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဘနာကလစ်ကပါအရေးတော်ပုံအောင်ရမည်